အားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာယခု1388ခုနှစ်ကောဇာတက္ကရာ1388ခုနှစ်အတွင်းမှာတလင်းလာနေပေါ်မိတ်ဆွေများအနေဖြင့်တွေ့ကြုံရမယ့်ကံအနေထားများကိုကြိုတင်သိရှိဆင်ခြင်သုံးသပ်နိုင်စေရန်အတွက်ယခုကောဇာတက္ကရာ1388ခုနှစ်တနစ်စာဟောစတန်ကိုမိတ်ဆွေများအတွက်အကြံပြု၍ဟောပြောပေးသွားမှာဖြစ်ပါတယ်ခင်ဗျာယခုကောဇာတက္ကရာ1388ခုနှစ်တနစ်တာအတွင်းမှာဆိုရင်တလင်းလာနေပေါ်မိတ်ဆွေများအနေဖြင့်ဇာတာရှင်များအနေဖြင့်ငွေကြေးနဲ့ပတ်သက်ပြီးတော့ငွေကြေးလက်လာပါတွေများစွာဝင်ရောက်လာဖို့တွေတွေ့ကြုံလာပါလိမ့်မယ်မိမိတို့ရဲ့ပိုင်ဆိုင်နေသောစီးစိမ်တနာတွေလည်းရခင်နဲ့မတူဒီနှစ်မှာထူးခြားစွာတိုးတက်မြင့်မားမှုတွေလည်းတွေ့ကြုံလာမဲ့ကာလအပိုင်းခြားတွေကိုလည်းဖြတ်သန်းရပေလေအောင်မည်ဇာတာရှင်များအနေဖြင့်ဤနှစ်ကောဇာတက္ကရာ1388ခုနှစ်တနှစ်တာအတွင်းမှာဆိုရင်မိမိတို့လောက်ကင်ဆောင်ရွက်နေတဲ့လုပ်ငန်းတွေမိသားစုတွေလောက်ကင်ဆောင်ရွက်နေတဲ့အလုပ်တွေလုပ်ငန်းတွေကလည်းခါတိုင်းနှစ်တွေနဲ့မတူကောင်းကျိုးဖြစ်ထွန်းမှုတွေအကျိုးပေးခံစားမှုတွေလည်းရရှိလာပါလိမ့်မည်မိမိတို့အနေဖြင့်ဤကာလတွေအတွင်းမှာဆိုရင်အယဝေးကပုံကိုယ်တွေနဲ့အဆက်အသွယ်ပြတ်နေတော့ကိစ္စရက်တွေများရှိနေတယ်ဆိုရင်လည်းထူးထူးခြားခြားအဆက်အသွယ်ကောင်းတွေပြန်လဲရရှိမယ်ထို့ယဝေးကပုံကိုယ်တွေထံကအကူအညီအပံ့ပိုးကောင်းတွေလည်းရရှိပြီးတော့မိမိတို့လုပ်နေတဲ့အလုပ်တွေမိမိတို့ဆောင်ရွက်နေတဲ့ကိစ္စရက်တွေကိုလည်းထိုပုံကိုယ်တွေနဲ့အတူတကွလက်တွဲလုပ်ကင်ဆောင်ရွက်မယ်ဆိုရင်ထူးထူးခြားခြားအစဉ်ပြေအောင်မြင်မှုတွေကြုံတွေ့ရရှိဖြစ်ပေါ်လာပါလိမ့်မည်ဤကာလတွေအတွင်းမှာဆိုရင်ဖြတ်သန်းနေသောစကြဝဠာဂျိုတွေဖြတ်သန်းနေသောကိန်းသခင်ဂျိုတွေအနာဂတ်ကောဇာဂျိုတွေကိုတိုင်းတာထောက်ရှုပြီးတော့ဇာတာရှင်တို့ကိုဟောကိန်းအနေနဲ့ပေးရမယ်ဆိုရင်တလင်းလာနေဘဝမိတ်ဆွေများအနေဖြင့်ဤကောဇာတက္ကရာ1388ခုနှစ်တနှစ်တာအတွင်းမှာဆိုရင်မျက်နှာပွင့်လန်းခြင်းတွေထင်ရှားကြော်ကြားခြင်းတွေငွေကြေးလက်လာပါအဝင်ပိုလာတာမျိုးတွေလည်းဧကံမုတ်ချတွေ့ကြုံလာပါလိမ့်မယ်ဤကာလတွေအတွင်းမှာဆိုရင်မိတ်ဆွေများအနေဖြင့်မိမိတို့ရဲ့ပတ်သက်ရာပတ်သက်ကျင်လျာမိယိုးဖလာနဲ့ပတ်သက်တဲ့ရိုးရာနဲ့ပူဇော်ပါတာမှုတွေများပြုလုပ်ပေးမယ်ဆိုရင်ထူးထူးခြားခြားကံအထောက်ပံ့အပွင့်လန်းတွေပွင့်ထွန်းအောင်မယ်ဆိုတဲ့ရှေးပြေးနမိတ်တွေကိုလည်းတွေ့ကြုံနေရပါတယ်လူချစ်နတ်ချစ်ခံရမဲ့ကိန်းတွေပေါ်ပေါအောင်မယ်ဆိုတာတလင်းလာနေဘဝမိတ်ဆွေများကိုဤနှစ်အတွင်းမှာတွေ့ကြုံမြင်တွေ့နေရပါတယ်ခင်ဗျာအဲ့တော့မိသားစုတွေဇာတာရှင်တွေအနေဖြင့်ဤကာလတွေအတွင်းမှာအစိုးရဌာနဆိုင်ရာဘိုင်းကဝန်ထမ်းတွေတလင်းလာသားသမီးအစိုးရဌာနဆိုင်ရာအလုပ်တွေလုပ်ကင်နေသောမိတ်ဆွေများဆိုရင်လည်းယာဒူးတိုးခြင်းယာဒူးတက်ခြင်းတွေနေရာဌာနကောင်းကောင်းတွေပြောင်းရွှေ့ရခြင်းတွေလည်းဤနှစ်မှာထူးခြားစွာတွေ့ကြုံရရှိလာပါလိမ့်မယ်မိသားစုနဲ့ပတ်သက်ပြီးတော့အလူမင်္ဂလာတွေပြုလုပ်ရတတ်တယ်သားသမီးရှိတော့တလင်းလာနေဘဝမိတ်ဆွေများဆိုရင်လည်းသားသမီးကိုအကြောင်းပြုပြီးတော့အလူမင်္ဂလာပွဲတွေပြုလုပ်ကျင်းပရတာမျိုးတွေကောင်းစွာတွေ့ကြုံရပါလိမ့်မယ်ရွှေတဲ့ပစ္စည်းတွေဝင်ကိန်းရှိပါတယ်ရဝေးကဧည့်သည်တွေလည်းဝင်လာဖို့တွေကောင်းသောဧည့်သည်တွေရောက်ရှိလာတာမျိုးတွေလည်းတွေ့ကြုံလာပါလိမ့်မယ်မိသားစုတွေဇာတာရှင်တွေအနေဖြင့်ဤကာလတွေအတွင်းမှာဆိုရင်ဆရာကောင်းတမားကောင်းတွေကိုးကွယ်စည်းကပ်ရန်ယဟန်တန်ဃာတော်မြတ်တွေနဲ့လည်းတွေ့ကြုံစုံစည်းရမယ်ကောင်းသောနမိတ်ထူးတွေတွေ့ကြုံနေရတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်တလင်းလာနေပေါ်မိတ်ဆွေများအနေဖြင့်ဤနှစ်အတွင်းမှာမိမိတို့လောက်ကင်ဆောင်ရွက်ရမယ့်ကိစ္စရက်တွေကိုအခါအခွင့်တင်သောအားကျိုးမှန်တဲ့ဆောင်ရွက်လောက်ကင်ကြပါလို့အကြံပေးလိုပါတယ်ခင်ဗျာထို့ကြောင့်တလင်းလာနေပေါ်မိတ်ဆွေများအနေဖြင့်ထိုနှစ်ကာလအပိုင်းခြားတွေအတွင်းမှာဆိုရင်တလင်းလာနေပေါ်မိတ်ဆွေများထဲမှာမိမိတို့လောက်ကင်နေကြသောအလောက်ကင်နေနဲ့ပတ်သက်ပြီးတော့လဲတိုးတက်မယ်အဲ့တော့မိမိတို့လောက်ကင်နေကြတဲ့တလင်းလာနေပေါ်မိတ်ဆွေများထဲမှာယခုပြောလိုတဲ့လုပ်ငန်းတွေလောက်ကင်နေကြသောမိတ်ဆွေများဆိုရင်ပို၍အစဉ်ပြေမှုတွေတွေ့ကြုံရရှိလိမ့်မယ်။အိုးအိမ်တိဆောက်ခြင်းလုပ်ငန်းမျိုးတွေကန်ထရိုက်လုပ်ငန်းမျိုးတွေအစာအုပ်နဲ့ပတ်သက်ပြီးတော့အလုပ်တင်တာရှောက်ထားခြင်းဆိုင်ရာကိစ္စရပ်မျိုးတွေအစာအုပ်နဲ့ပတ်သက်ပြီးတော့ကန်ထရိုက်လုပ်ငန်းမျိုးတွေစောက်လုပ်ရေးလုပ်ငန်းမျိုးတွေအိမ်ဆောက်ပစ္စည်းအယောင်းဝယ်လုပ်ငန်းမျိုးတွေအိုးလုပ်ငန်းအုပ်လုပ်ငန်းမျိုးတွေအကျိုးအထူးပေးပါလိမ့်မယ်။ခရီးသွားဝန်ဆောင်မှုလုပ်ငန်းခရီးနဲ့ပတ်သက်ပြီးတော့သွားလာရတဲ့လုပ်ငန်းမျိုးတွေတင်တန်းကိစ္စရပ်မျိုးတွေနိုင်ငံခြားခရီးကိစ္စရပ်မျိုးတွေအကျိုးပေးပါလိမ့်မယ်
နောက်တဲ့တပံပြောလိုတာကဇာတာရှင်များအနေဖြင့်ကုန်ပစ္စည်းများကိုတမျိုးတရွာသို့တည်ယူပို့ဆောင်ပြီးရောင်းဝယ်ဖြန့်ဖြူးရောင်းချတဲ့အယောင်အဝယ်လုပ်ငန်းမျိုးတွေအလှပနဲ့ပတ်သက်ပြီးတော့အလှပြင်ဆိုင်လုပ်ငန်းမျိုးတွေကောင်းကျိုးပေးပါတယ်ခင်ဗျာဒါကြောင့်ဒီလိုလုပ်ငန်းမျိုးတွေလုပ်ကိုင်နေကြသောမိတ်ဆွေများအနေဖြင့်ဤနှစ်တစ်နှစ်သာအတွင်းမှာထိုလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့လဲငွေအဝင်ပိုလာတာမျိုးတွေလုပ်ငန်းတွေတိုးတက်အောင်မြင်လာတာမျိုးတွေကိုလည်းဖြစ်ပေါ်အောင်မယ်ဆိုတာတွေ့ကြုံနေရပါတယ်ခင်ဗျာအဓိကအားဖြင့်ပြောချင်တာကတော့တလင်းလာနေပေါ်မိတ်ဆွေများကိုအဓိကအားဖြင့်ပြောချင်တာကဒီနှစ်ကာလအတွင်းမှာတစ်နှစ်သာလုံးကိုတိုင်းတာပြီးတော့စကြဝဠာဂျိုတွေရဲ့ကိန်းသခင်ဂျိုတွေရဲ့အနာဂတ်ကောစာဂျိုတွေရဲ့လွှမ်းမိုးချယ်လှယ်မှုတွေကိုကျွန်တော်အနေနဲ့တွက်ချက်ကြည့်လိုက်တဲ့အခါမှာနယုံလဝါကောင်လတော်သလင်းလတစောင်းမုံလအဲ့ဒီနယုံလဝါကောင်လတော်သလင်းလတစောင်းမုံလထိုကာလတွေအတွင်းမှာမိတ်ဆွေများအနေဖြင့်မိမိတို့လောက်ကင်ကျင်လည်ကြသောအလုပ်ကိစ္စလုပ်ငန်းရေးရာကိစ္စရပ်တွေမိမိတို့ဆောင်ရွက်ရတဲ့ကိစ္စရပ်တွေအပေါ်မှာအမှားအယွင်းလေးတွေနဲအောင်တတိလေးထားဉာဏ်လေးနဲ့ဆင်ခြင်ပြီးတော့လောက်ကင်သွားသင့်ပါတယ်လို့အကြံလေးပေးလိုပါတယ်ခင်ဗျာထိုကာလအပိုင်းခြားတွေအတွင်းမှာဆိုရင်တလင်းလာနေပေါ်မိတ်ဆွေများအနေဖြင့်နေရာအပြောင်းအရွှေ့လေးတွေပေါ်တတ်တယ်ခရီးသွားဖို့တွေမိမိရည်ရွယ်ထားသောအလုပ်ကိစ္စတွေပလန်တွေချထားတယ်ဆိုရင်လေတစ်ကြိမ်တစ်ခါတည်းနဲ့မအောင်မြင်ပဲနဲ့နှစ်ကြိမ်နှစ်ခါအကြိမ်ကြိမ်အခါခါပြန်လဲစီစဉ်ရတာမျိုးတွေပေါ်ပေါက်လာတတ်ပါတယ်မိမိစီစဉ်ထားတဲ့ကိစ္စရက်တွေထိုကာလတွေအတွင်းမှာဖြစ်ပေါ်လာအောင်မြင်ခံဤမှပြဿနာလေးတွေပေါ်လာတဲ့အနေအထားမျိုးလေးတွေလည်းပေါ်ပေါက်လာတတ်ပါတယ်ဇာတာရှင်များအနေဖြင့်ထိုကာလတွေအတွင်းမှာအဓိကပြောချင်တာကတလင်းလာနေပေါ်မိတ်ဆွေများကိုစနေသားသမီးအင်္ဂါသားသမီးတွေနဲ့ပတ်သက်သောကိစ္စရက်တွေများမိမိတို့အနေနဲ့တွဲဖက်လောက်ကန်ရသောကိစ္စရက်တွေမှာစနေအင်္ဂါသားသမီးတွေနဲ့တွဲဖက်လောက်ကန်ရတဲ့ကိစ္စတွေပါနေတယ်ဆိုရင်ထိုလအပိုင်းခြားလေးတွေအတွင်းမှာတတိလေးထားပြီးတော့လောက်ကန်ဆောင်ရွက်ရန်သင့်ပါတယ်စနေအင်္ဂါသားသမီးတွေရဲ့လှည့်ပတ်မှုတွေလှည့်ပြားမှုတွေပေါ်ပေါက်ခြင်းတို့ကြောင့်စိတ်ပြက်ဒေါသထွက်เสียလေးတွေတောကရောက်เสียလေးတွေထိုလအပိုင်းခြားလေးတွေမှာပေါ်ပေါက်တတ်ပါတယ်မိမိတို့အိမ်မှာစနေအင်္ဂါသားသမီးတွေများမိသားစုအတွင်းမှာရှိနေတယ်ဆိုရင်ကျမ်းမာရေးအညံလေးတွေပေါ်ပေါက်တတ်ပါတယ်မရှိရင်တော့အကြောင်းမဟုတ်ပါဘူးရှိတဲ့မိတ်ဆွေတွေကိုပြောလိုတာပါခင်ဗျာအဲ့တော့ဇာတာရှင်များအနေဖြင့်ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲထိုကာလတွေအတွင်းမှာအခက်မသိလျင်အကျွေးတင်တတ်တဲ့ကိန်းတော်ရောက်ရှိတတ်ပါတယ်ဒါကြောင့်ငွေကြေးသုံးစွဲခြင်းလေးတွေငွေကိုအသုံးပြုပြီးတော့လောက်ကင်ဆောင်ရွက်တဲ့ကိစ္စရက်တွေပေါ်မှာလဲတတိလေးနဲ့ထားပြီးတော့လှုပ်တဲ့ကာလအပိုင်းခြားလေးတွေဖြစ်ပါတယ်မိမိတို့အိမ်ကိုအသက်အရွယ်ကြီးတဲ့သူတွေရဝေးဒေသကအိုမင်းနာမကျန်းတဲ့သူတွေထူးထူးခြားခြားများမိမိတို့အိမ်မှာလာရောက်တဲခိုပြီးတော့စေကူတာရမျိုးတွေအဲ့လိုဧည့်သည်မျိုးတွေလာခဲ့တယ်ဆိုရင်ထိုလာအပိုင်းခြားတွေမှာလက်မခံသင့်ပါဘူးလို့အကြံလေးပေးခြင်းပါတယ်မဖြစ်သင့်တာလေးတွေမိမိတို့နေအိမ်မှာဖြစ်ပေါ်သွားတတ်ပါတယ်ခင်ဗျာဒါကတော့မိတ်ဆွေများကိုကောင်းစေခြင်းသောစေတနာဖြင့်အကြံပေးခြင်းသာဖြစ်ပါတယ်အဲ့တော့ဤကာလတွေအတွင်းမှာမိမိတို့ကိုမနာလိုသူတွေပေါ်ပေါက်တတ်တယ်အတိုက်ခံပြုတဲ့လူတွေပေါ်ပေါက်တတ်တယ်ဒါလေးတွေသတိရှိပေးရမယ်ထူးထူးခြားခြားလေးပြောချင်တာကတလင်းလာနေပေါ်မိတ်ဆွေများကိုထိုရွေးချက်ပေးထားတဲ့လာအပိုင်းခြားလေးတွေအတွင်းမှာမိမိတို့နေထိုင်ရာနေအိမ်မှာတော့၎င်းနေအိမ်သို့တော့၎င်းနောက်တစ်ချက်မိမိတို့အတူတကွလက်တွဲလောက်ကင်နေကြရသောလုပ်ငန်းတူမိတ်ဆွေများထဲမှာတော့၎င်းမျက်စိဆွေဆောင်ချိုရင်းတဲ့သူခြေလက်အင်ကချိုရင်းတဲ့သူတွေများပါနေခဲ့ပြီဆိုရင်အထူးသတိထားပါထိုမိတ်ဆွေတွေကြောင့်မိမိတို့လုပ်နေတဲ့အလုပ်တွေရုတ်တရက်ချမ်းဖြစ်သွားတတ်ပါတယ်ရုတ်တရက်ထိုးရက်သွားတာမျိုးတွေပေါ်ပေါက်လာတတ်ပါတယ်ထိုအရာတွေနဲ့ပတ်သက်ပြီးတော့လဲစိတ်ညစ်စရာလေးတွေဖြစ်ပေါ်တတ်တယ်ထိုလအပိုင်းခြားတွေအတွင်းမှာဆိုရင်ဇာတာရှင်များအနေဖြင့်ဒီနှစ်ကာလတွေအတွင်းမှာဆိုရင်ထိုရွေးချယ်ပေးထားတဲ့လာအပိုင်းခြားလေးတွေအတွင်းမှာမိတ်ဆွေဆွေမျိုးများထံကယင်းဤသောမိတ်ဆွေတွေမိမိတို့ဆွေမျိုးသားချင်းတွေထံကအပုသောကသတင်းတွေနာရေးသတင်းတွေလည်းကြားရတတ်ပါတယ်ခင်ဗျာမိမိတို့ရဲ့စိတ်ထဲရင်ထဲမှာဆိုရင်လဲဒေါသဖြစ်เสียလေးတွေခိုင်ရန်ပြဿနာဖြစ်เสียလေးတွေပေါ်ပေါက်လာတတ်သောကြောင့်တီးခံပါလို့အကြံဉာဏ်လေးပေးခြင်းပါတယ်ခင်ဗျာဒါကြောင့်တလင်းလာနေပေါ်မိတ်ဆွေများအနေဖြင့်ဤနှစ်တစ်နှစ်သာအတွင်းမှာထိုရွေးချယ်ပေးထားတဲ့လာပိုင်းခြားလေးတွေအတွင်းမှာမိမိတို့ဆောင်ရွက်ရာကိစ္စရက်ကလေးတွေ
အစအစအရာရာအထုသတိရှိပြီးတော့လောက်ကင်သွားခြင်းနဲ့မိမိတို့အနေနဲ့ဘာသာရေးလေးတွေအဓိဋ္ဌာန်လေးတွေပါရော့ရှက်ပြီးတွဲဖက်လောက်ကင်သွားသင့်ပါတယ်လို့အကြံပေးလိုပါတယ်ခင်ဗျာအဲ့တော့ကျမ်းမာရေးအနေဖြင့်ဤနှစ်ကာလတွေအတွင်းမှာဆိုရင်အစာမှာဆေးမှာကြုံတတ်ပါတယ်ကျမ်းမာရေးမှာအဲ့ဒီအရာလေးတွေဂရုစိုက်ပေးပါအစာမှာဆေးမှာကြုံတတ်တယ်နောက်တစ်ချက်ခြေနေလက်တွေမှာမတော်တဆအနာတရဖြစ်လွယ်တာမျိုးလေးတွေပေါ်ပေါက်ထိခိုက်ဒဏ်ရာရတာမျိုးလေးတွေပေါ်ပေါက်ဖြစ်တည်တတ်ပါတယ်ဒါလေးတွေဂရုစိုက်ပေးပါတလင်းလာနေပေါ်ငယ်ရွယ်သူများအနေဖြင့်အခြေရေးကိစ္စနဲ့ပတ်သက်ပြီးတော့ချစ်သူသမီးသားတွေတဦးနဲ့တဦးတဟဇာတာမတည့်တာအမြင်မကြည်လင်တဲ့ကိန်းလေးတွေထိုလအပိုင်းအခြားလေးတွေမှာကြုံတွေ့ဖြစ်ပေါ်တတ်ပါတယ်ဒါကြောင့်ချစ်သူသမီးသားတွေအနေနဲ့လဲထိုလအပိုင်းခြားလေးတွေအတွင်းမှာတဦးပေါ်တဦးနားလည်မှုလေးတွေနဲ့အပြူသဘောဆောင်နေထိုင်သင့်ပါတယ်လို့အကြံလေးပေးခြင်းပါတယ်အိမ်တော်တွေများအဖို့အိမ်တွင်းရေးတွေတာယာချမ်းမြေ့စရာတွေပေါ်မယ်အိမ်တော်ရေးဒုက္ခတွေရရှိဖြစ်ပေါ်လာတာမျိုးတွေလဲကြုံတွေ့အောင်မဲ့ကာလအပိုင်းခြားတွေကိုတွေ့ကြုံနေရပါတယ်ခင်ဗျာအိမ်တော်ဘက်ကကောင်းကျိုးပြုမှုတွေကိုလဲရရှိဖြစ်ပေါ်လာပါလိမ့်မယ်ဒါကြောင့်တလင်းလာနေပွားမိတ်ဆွေများကိုဤနှစ်တစ်နှစ်သာအတွင်းမှာဆိုရင်မိမိတို့ဆောင်ရွက်သည့်ကိစ္စရပ်တွေပုံမအားကောင်းဖြစ်တည်အောင်မိမိတို့ကံအကြောင်းတရားလေးတွေပုံမပွင့်လန်းအောင်လို့မကောင်းသောဘေးတွေလည်းကင်းပြောင်းအောင်လို့ဆောင်ရွက်ရမယ့်ရတရားလေးကိုအကြံပြုပြောလိုပါတယ်ခင်ဗျာဆောင်ရွက်ပေးရမယ့်ရတရားကတော့စနေနေ့မနက်စောစောဖြစ်နိုင်တော့မနက်9နာရီမကျော်ရင်တော့ပိုးကောင်းတာပေါ့ဗျာစနေနေ့မနက်စောစောမှာဇေဒီတဆူရဲ့စနေတောင်းကိုသွား၍အနီရောင်ထီးလေးဆယ်လက်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကရိုသေလေးမြတ်စွာအာယုံပြုတ်ပြီးတော့လှူဒန်းပေးပါလိုရာစုလေးတောင်းလိုက်ပါမိတ်ဆွေများဖြစ်ပေါ်နေသောအညံ့တွေအားလုံးဘေးတွေကင်းပြောက်၍ကောင်းကျိုးချမ်းသာတွေထူးထူးခြားခြားတွေ့ရှိရရှိလာပါလိမ့်မည်အဲ့တော့တလင်းလာနေပေါ်မိတ်ဆွေများထဲမှာဘုရားเจ้าငံသွားဖို့အတွက်ခက်ခဲသောမိတ်ဆွေများပါနေတယ်ဆိုလျင်လဲထိုစနေနေ့မနက်စောစောလေးမှာမိမိတို့အာယုံကြရလူပုဂ္ဂိုလ်တဦးတစ်ယောက်အားမိမိတို့ရဲ့အဝတ်အစားလေးတစ်စုံကိုမဖြစ်မနေဒါနပြု၍လှူဒန်းပေးလိုက်ပါလိုရာစုလေးတောင်းလိုက်ပါကောင်းကျိုးချမ်းသာလေးတွေရရှိလာပေလိမ့်မယ်တနေ့တာလုံးကံကောင်းခြင်းတွေဖြစ်ပေါ်အောင်လို့တလတစ်ခါမှာတနင်းခွနေနေနဲ့တိုက်ဆိုင်တိုင်းနေလေးတွေမှာငွေကြေးပန်းတကူလေးတအားသွေးဒါနာလေးပြုပြအောင်ပြုလိုက်ပါလို့မိတ်ဆွေများကိုဤနေ့တနေ့တာကောင်းကျိုးများဖြစ်ထွန်းစေရန်အတွက်ဟောပြောပေးလိုက်ပါတယ်အဲ့တော့တလင်းလာနေပေါ်မိတ်ဆွေများထဲမှာဤနေ့တနေ့တာအတွင်းမှာတက္ကသိုလ်ဝင်တဲ့ဖြေဆိုမဲ့မိတ်ဆွေများပါခဲ့တယ်ပါနေတယ်မိတ်ဆွေများရှိနေတယ်ဆိုရင်ထိုတလင်းလာနေပေါ်တက္ကသိုလ်ဝင်တဲ့ဖြေဆိုမဲ့မိတ်ဆွေများကိုကျွန်တော်အနေနဲ့မေတ္တာလက်ဆောင်အနေနဲ့ဆောင်ရွက်ပေးခြင်းတာကတော့ကူညီပေးခြင်းတာကတော့မိမိတို့ရဲ့ဖွာစာရမွေးတက်ကတဲ့မိမိတို့မွေးဖွားရမြို့မိဘတို့မွေးဖွားရအချိန်လေးတွေမွေးချိန်လေးတွေကိုကျွန်တော်ရဲ့အောက်ကကွန်မန့်မှာရေးသားပြီးတော့ဖုန်းနံပါတ်ကလေးပါရေးသားပြီးတော့ပို့ထားပါမိတ်ဆွေများကိုပြန်လဲဆက်သွယ်ရေးဤဆောင်မွေးပွဲနဲ့ပတ်သက်ပြီးတော့ဖြစ်တည်လာမဲ့ရလက်အနေထားလေးတွေကိုအကြံပြုဟောပြောပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဤအကြောင်းတရားလေးတွေကိုမိမိတို့အနေနဲ့မိမိတို့လိုတခြားသောသူတွေသိရှိစေနိုင်ရန်အတွက်ကုသိုလ်ယူမျှဝေခြင်းဖြစ်လဲဤ channel လေးကိုကူညီနိုင်ပါတယ်ခင်ဗျာကျွန်တော်ဆရာပြည်ငိမ့်ချမ်းထံမှာဘေးရင်လာရောက်မေးမြန်းလိုသူများအနေဖြင့်ဖုန်းနံပါတ်နဲ့ဆက်သွယ်မေးမြန်းခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်39 603 2961ခွန်ကိုတို့ဆက်သွယ်ရင်လည်းမေးမြန်းနိုင်တယ်လို့နေအိမ်ဟောကန်းတို့လည်းလာရောက်၍မေးမြန်းနိုင်ပါတယ်နေအိမ်ဟောကန်းကတော့ကျွန်တော်တို့ခေတ္တရာမြို့တစ်6လမ်း6ကွက်ပြည်မြို့ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်တနင်္လာနေဘွားမိတ်ဆွေများအနေဖြင့်ဤနေ့တစ်နှစ်တာအတွင်းမှာမကောင်းသောဘေးမကောင်းသောရန်ဆွဲတွေကင်းပြောက်၍ကောင်းကျိုးချမ်းသာတွေကြီးပွားတိုးပွားအောင်မြင်ပြီးတော့ဆောင်ရွက်ရလုပ်ငန်းကိုင်ငန်းစီးပွားရေးတွေစတဲ့တို့အောင်မြင်ပါစေကတ်သုံးပါးကလည်းကြော်လွှားနိုင်ကြပါစေလို့အားလုံးကျမ်းမှာချမ်းသာပါစေလို့ဤနေ့တစ်နှစ်တာအတွက်စုမုံကောင်းလေးတောင်းပေးလိုက်ပါတယ်မိတ်ဆွေများအားလုံးကျမ်းမှာချမ်းသာကြပါစေခင်ဗျာ